ဦးအောင်ကျုပ်ဘိုက်စာကြီးဗျာထမင်းစားခြင်းနဲ့တနေ့လုံးလမ်းဘေးမှာတွေ့ကြတယ်စားလာတာအေးငါထမင်းပြင်ခိုင်းထားလိုက်မယ်ဦးအောင်ကအိမ်ကြီးနဲ့ဘေးမှာတွဲထားတဲ့မီးဖိုချောင်းကိုလှမ်းကြည့်ပြီးကောင်မလေးထမင်းပြင်ထားလိုက်စမ်းကြားလားဟင်းနေလည်းနိုင်စားမနေတော့နော်ငါအကြောင်းသိတယ်နော်ဦးအောင်ပြောတော့စကားအားတစ်ဖက်မီးဖိုချောင်းမှာမီးစီစကားမှပြန်မပြောပဲအိုးတန်ခွက်တန်များသာကြားနေရလိမ့်မယ်ဦးအောင်စကားပြောတာကိုပြန်မပြောတာကြောင့်မောင်ဘိုးထင်ကဦးအောင်ကိုကြည့်လိုက်ကဦးအောင်ခင်ဗျညင်ညင်တန်တန်ကပြောမခိုင်းတာဗျာလှုပ်ပေးရတဲ့သူကဘဲကြည့်မလဲကြည့်အောင်မဆောင်ကြီးအောင်ကြီးနဲ့ဓမင်းနေထဲဟင်းလည်းနိုင်မစားနိုင်ဘူးနော်ခင်ဗျပြောပုံကြီးရလေဗျာဘလို့ကြီးလေဦးအောင်ကမောင်ဘိုးထင်ရဲ့စကားကိုသဘောကျကတဟားဟာရီမောလိုက်ပြီးမိဖို့ကြောင့်ဘက်ကိုလှမ်းអော်လိုက်ပြန်နေဘေးဘီလာကောင်မတွေမိဖို့ကြောင့်မှပြန်ပြောတဲ့ကမထွက်လာပြန်ဘာသာမှမထွက်လာတော့ခါဦးဘိုးထင်ကကောင်းလေးဓမင်းပြင်ပြီးသွားစားတော့ဟိုလေကတက်သွားဘာမှပြန်လည်းမပြောပဲနဲ့ဗျာမကူရတယ်လေကျုပ်ကိုယ်တိုင်ပဲခူးစားလိုက်တော့မောင်ဘိုးထင်ကဦးအောင်လက်ညှိုးထိုးပြရာလေကားကိုတက်သွားလိုက်ပါတော့တယ်